အရင်ဘက်ကတော့နော်ခွန်ထွက်ပြီးသားကနန်းပြန်ထွက်မှုလေကျွန်တော်စောကြီးကပြောခဲ့တယ်နော်အဲ့တော့ကိုရလည်းနည်းနည်းလူတော့တယ်ပေါ့နော်လူအပ်တဲ့ရှစ်တွေလည်းရှိတယ်ဒါမှမဟုတ် site တွေကလည်းတော်တော်များပေးခဲ့တယ်ပေါ့ဒီအခုကျွန်တော်ပြောမဲ့ကနန်းတွေကလည်းဒီပြန် site တွေနဲ့မွေးကနန်းရှိသေးရပေါ့နော်မွေးကနန်းတွေရှိနေတဲ့အခါကျတော့ကျွန်တော်တို့ကနန်းနေနဲ့ဒီနှစ်မှာလည်းနောက်ထပ်တစ်ကြိမ်အနည်းဆုံးပြန်ကြကနန်းတွေရှိနေသေးရနော်ဒါကျွန်တော် line မကောင်းတော့မလွန်ပြီးတော့ဘူးနော်အဲ့တော့ဘယ်လိုပဲကျွန်တော်တို့လိုအပ်ချက်တွေရှိခဲ့တာပေါ့နော်ဒါကျွန်တော်ပြောလို့ပဲပြည့်ဆိုလို့မရအောင်နော်ကျွန်တော်တို့အမှန်မှန်တော့ကနန်းတွေကတစ်ခါကျရင်ကန်နဲ့လဲဆိုင်နေအများကြီးလိုရပါနော်အမှန်ဒီမှာ148ရှိရနော်838ရှိရနော်ခွန်3ညခွန်ရှိရကျွန်တော်ကဒါပြီးွားရအောင်မိတာ6ချိန်မြောက်ပါလေ390ရဲ့ဇောင်းမှာထွက်တယ်ပေါ့နော်ထွက်တယ်ဆိုတော့ तू ကလုတ်သွားတယ်နော်တခါကျရင်အဲ့တော့148ခွန်3ညခွန်အဲ့တော့ကိုရီးကတော့အစောကြီးထွက်သွားတယ်ပေါ့နော်ထွက်သွားဆိုတော့ဒီပွဲစဉ်မှာ तू ကလုတ်သွားတယ်ပေါ့481နော်1 2 3ချိန်ဘေးမှာ388နော်1 2 3ချိန်ဘေးမှာခွန်3ညလို့ထက်လို့ရတယ်ကိုရီးကတော့ဒါတွေကပြီးွားရအောင်ပြီ3 ဘေးမှာပဲပေါက်သွားရအောင်မယ်เนาะပြန်ကြကနန်းလည်းကျွန်တော်ဒီပြန်မကြခင်တော့ကပြောခဲ့ပြီဒီနှစ်မှာလည်းနောက်တစ်ချိန်ပြန်ကြကနန်းလေးရှိတယ်အခုကျွန်တော်ပြမဲ့856ကလည်းမွေးကနန်းလေးရှိရเนาะ site တွေကတော့အများကြီးပဲရှိတဲ့အခါကျဆောင်းသားပြန်ပြမယ်481 1 2 3ချိန်ဘေးမှာ388 1 2 3ဘေးမှာခွန်3ညเนาะအဲ့ဒီမျိုး site တွေကကျွန်တော်အများကြီးပြခဲ့ပေါ့နော်ဥပမာလေးပေါ့နော်ဒီမှာပေါ့3ည2နှစ်နော်ဥမာပေါ့1 2 3ချိန်မှာခွန်4 1 2 3ချိန်မှာ9ခွန်3နော်အဲ့တော့3ည2နှစ်ခွန်4 9ခွန်3ဟာဒီမှာလာထွက်သွားတယ်လို့ကျွန်တော်အရင်တော့ကတည်းကပြခဲ့3ည2နှစ်ခွန်4ခွန်ခွန်3 9အဲ့လိုမျိုးတွေဖြစ်တယ်လို့ပြောတာအခုကျွန်တော်တို့စောင့်ကြည့်ရတာပေါ့နော်ဒီ856ကတော့ဒီငွေကနန်းရှိရပေါ့နော်ကျွန်တော်အခါခန့်တင်ပေးပါဒီမှာရိုက်တာ859ကနေ1 2 3ချိန်ဆင်းလိုက်တဲ့ဘေးမှာ930 1 2 3ချိန်ပြဘေးမှာ856လို့ရှိရเนาะအာထွင်းတော့အကောင်းဆုံးပဲသူကပထမဆုံးထွက်ပုံထွက်နေရတာ9